င်းကြီးမင်္ဂလာတွေဖြစ်တာဖြစ်တယ်အာမင်ဟုတ်ပြီကျွန်တော်အားလုံးတို့ကဒီနေ့မှာနှုတ်ကပတ်တော်တစ်ခုကိုအားလုံးတို့ကဆင်ခြင်ပြီးတော့အတ္တအသီးသီးကိုပြင်ဆင်ဖို့ရန်အတွက်ဖြစ်ပါတယ်ဒီနေ့နှုတ်ကပတ်တော်ကတော့ကျွန်တော်တို့ရဲ့အတ္တထဲမှာယုံကြည်ခြင်းကိုစစ်ဆေးခံရတဲ့အခြေရှိယုံကြည်ခြင်းကိုစစ်ဆေးခံရကျွန်တော်မနေ့ကယုံကြည်ခြင်းတိုးပွားခြင်းနဲ့ပတ်သက်တဲ့အကြောင်းကျွန်တော်မနေ့ကပြောခဲ့ကျွန်တော်ဒီနေ့ဘာပြောချင်လဲဆိုကျွန်တော်ရဲ့အတ္တမှာယုံကြည်ခြင်းကိုစစ်ဆေးခံရတဲ့အခြေရှိဥပမာကားတစ်စီးကသူလှင်းမောင်းနိုင်မှုအတွက်အဲ့ဒီကားတစ်စီးကိုအမြဲတမ်းဘာလုပ်ကြလဲဆိုတော့စစ်ဆေးရဟာလားသူမြို့ထဲပဲသွားမယ်ဆိုရင်တချို့ပစ္စည်းတွေမလဲသေးလေရဒါပေမဲ့သူ highway သွားမယ် highway တော့ကလှင်းသွားမယ်ဘာလုပ်ကြလဲအမြဲတမ်းစစ်ဆေးမှုလုပ်ရတာယာတွေစစ်ကားတွေ brake တွေစစ်ကားတွေပြီးတဲ့အခါမှာ engine wine တွေစစ်ကားတွေလေတွေစစ်ကားစစ်ဆေးမှုတွေအများကြီးဆိုဘာလို့ဆိုများနဲ့ဟလားညံနဲ့ဝေးရောက်ဒီလိုပဲကျွန်တော်တို့ရဲ့အတ္တမှာလေယုံကြည်သူတယောက်ဖြစ်လာတဲ့အခါမှာဘုရားသခင်ကကျွန်တော်တို့ကိုအတန်းတွေတင်ပေးခြင်းဥပမာစာမဝဲဖြေတဲ့အခါမှာသူငယ်တန်းကနေတန်းကနေ2တန်း2တန်းကနေ3တန်းအဲ့ဒီအားအတွက်ဘာလို့ကလဲဆိုစာမီးပွဲဖြေရဘာလို့အတန်းတင်ပေးဖို့တော့အဲ့တော့ကျွန်တော်ဒီနေ့နှုတ်ပတ်တော်ကတော့ဟလာ10တန်းစာမီးပွဲကြီးလည်း12တန်းပေါ့နော်အခုတော့12တန်းဖြစ်သွားတယ်12တန်းစာမီးပွဲကြီးလည်းနီးပြီဆိုတော့ကျွန်တော်ဒါလေးဝင်လာတယ်အတန်းတင်စာမီးပွဲယုံကြည်သူတွေကိုဘုရားသခင်အတန်းတင်စာမီးပွဲရှိအဲ့တော့ကျောင်းကာလတွေကပြောရင်တော့တစ်နေ့လုံးသင်ကြားပြီးမှဖြေရဒါပေမဲ့ယုံကြည်သူအတ္တထဲမှာတော့ကျွန်တော်တို့အတန်းတွေလင်းမြန်တက်နိုင်ဖို့အတွက်အတန်းတင်စာမေးပွဲဆိုတာအများကြီးရှိဟာလေလုယာနားလည်ဖို့ဘုရားသခင်အထူးကောင်းချီးပေးပါစေโอเคကျွန်တော်ကျမ်းစာခုဖတ်ချင်တစ်ပေအခန်းကြီး4အပိုင်နဲ့7ကနေ19ကိုကြည့်တစ်ပေအခန်းကြီး4အပိုင်နဲ့7ကနေ19ကိုကြည့်တစ်ပေအခန်းကြီး4အပိုင်းငယ်19ကနေ7ကနေ19ဆက်7ကနေ19ဒါမှ19ကနေ7ပြန်လို့7ကနေ19ဟုတ်ကဲ့ဆရာတစ်ပေအခန်းကြီး4အပိုင်းငယ်7ကနေ19ဖယားတကီကိုအဘယ်သူမျှမမြင်စဘူးသို့တော်လည်းအချစ်ကြလေဖယားတကီသည်ငါတို့နဲ့တည်တော်မူ၍ငါတို့သည်ချစ်ချင်းမေတ္တာတော်နှင့်ပြည့်စုံလျက်ရှိကြ၏ဘုရားသခင်သည်ဝိညာဉ်တော်ဤကျေးဇူးကိုမှားတယ်တစ်ပေခန်းကြီး4အပိုင်းနဲ့7ကနေ19 sorry တစ်ပေခန်းကြီး4အပိုင်းငယ်7ကနေ19ချစ်သူတို့သင်တို့ကိုစိုးစားเสียဖို့ယခုခါရသောမိစိချက်အရာကိုကသင်တို့နဲ့အာအုပ်ဖွယ်သောအရာဖြစ်သည်ဟုထင်မှတ်၍အာအုပ်ခြင်းမရှိကြနှင့်သင်တို့သည်ခရစ်တော်ဤစေရဲကိုဆက်ဆံကြသည်ဖြစ်၍ဘုရားပေါ်ထိုးသောအခါအလိုဝါမြောက်ရှလာမည်ကြောင့်ယခုပင်ဝါမြောက်ကြောင့်မင်္ဂလာရှိကြ၏အကြောင်းကဘုရားသခင်ဘုန်းကြီးသောအပေါ်မှာကျေးဝတ်တော်မူ၏သူတို့နဲ့ကကဲရဲ့ခြင်းသူတို့နဲ့ကချီးမွားခြင်းရှိတော်မူ၏လူအသက်ကိုတတ်သောအပြစ်သူ့စာကိုခိုးသောအပြစ်ဒုစရိုက်ကိုပြုသောအပြစ်သူတို့ဘာအမှုနဲ့ရောနှောသောအပြစ်ရှိ၍သင်တို့တွေအဘယ်သူမျှမခံစေနှင့်ခရိယာဖြစ်သောကြောင့်ခါရလီမူကရှက်ကြောက်ခြင်းမရှိစေနှင့်ထိုအမှုကြောင့်ခါရလီဘုရားသခင်ဤကိုယ်တော်ကိုချစ်မွားစေဘုရားသခင်ဤအေတော်သားတို့ကိုရှေးဥစွာစေကြောစီရသောအခြေရှိ၍ရှိပြီးငါတို့ကိုရှေးဥစွာစေကြောစီလေဘုရားသခင်ဤဥကလိတရားစကားကိုနားမထောင်ရကျွန်တော်ဒါလေးကိုပြောချင်ပေတရုမှာတဲ့အရာပေတရုကယုံကြည်သူတွေကိုဘယ်လောက်ချစ်လဲလို့ပြောရင်ဒီနေရာမှာပေတရုသုံးလုံးနာတဲ့အသုံးလုံးလေးကိုသဘောကျတယ်ချစ်သူပေတရုကယုံကြည်သူတွေကိုရမ်းချစ်သူတွေဒီတော့ကိုစုံစမ်းတရားဖို့ယခုခံရသောမိစစ်ခြင်းအရာကိုကတင်တို့၌အော်ဖွယ်သောအရာဖြစ်ပြီးတင်မဲ့၍အံ့ဩခြင်းမရှိကြမင်းတို့စုံစမ်းခြင်းခံရတဲ့အရာမင်းတို့စစ်ဆေးခြင်းခံရတဲ့အရာတော့အရာမှဩတယ်
好，我别在那တက်ပြီလားငါလဲသွားပြီငါလွဲသွားပြီမဟုတ်ဘူးလေချစ်သူတို့တဲ့တင်တို့စုံစမ်းကြဖို့ယခုခံရတော့မီးစစ်ချင်းရပေတရုကယုံကြည်သူတွေရဲ့အတ္တထဲမှာစစ်ဆေးခြင်းရှိတယ်ဆိုတာကိုပေတရုကရှင်းရှင်းလင်းလင်းပြောပြတယ်ဘယ်အရာနဲ့ပတ်သက်ပြီးစစ်ဆေးခံရမလဲလို့ပြောတယ်တစ်ပေအခန်းကြီး1အပိုင်းနဲ့9မှာထပ်ပြောတစ်ပေအခန်းကြီး1အပိုင်းနဲ့9ကျွန်တော်ဖတ်ပြအရင်ကြို၍စုံစမ်းခြင်းကိုခံနိုင်တော်လေပျက်စီးတတ်သောရွှေကိုစစ်ကြောစုံစမ်းခြင်းထက်ဒီလိုယုံကြည်ခြင်းကိုစစ်ကြောစုံစမ်းခြင်းအရာတာ၍မြတ်သည်နဲ့ယေရှုခရစ်ပေါ်ထွန်းတော်မူသောအခါအချီးဝမ်းဂုဏ်တွေဘုံအာနုဘော်ဘောလုံးကဖြစ်မိအကြောင်းအထူးထူးပြပြတော့စုံစမ်းနောက်ဆက်ခြင်းကိုခံရသောအကြောင်းရှိတယ်သင်တို့ဒီယခုခဏခံရ၍ဝမ်းလဲတော်လေအထက်ဆိုခဲ့ပြီးတော့ဂျေစုတော်ကိုထောက်ရှင်လန်းတော်စိတ်ရှိပေတရုကပြောရွှေကိုစစ်တာထားတယ်သင်တို့ရဲ့ယုံကြည်ခြင်းကိုစစ်တာပိုကောင်းတယ်ယုံကြည်ခြင်းကိုစစ်အဲ့တော့ကျွန်တော်တို့ရဲ့အတ္တတာမှာယုံကြည်ခြင်းကိုဘာလို့ခံရမလဲလို့ပြောရင်စစ်ဆေးခံရဒီကနားလည်အောင်ထပ်ပြောကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကိုဘာလို့ခံရစစ်ဆေးခံရတဲ့အချိန်ရှိတယ်ဟာလေလုယာနားလည်ဖို့ပြကောင်းကြည့်ယုံကြည်ခြင်းကိုစစ်ဆေးတဲ့အရာကဘာဖြစ်လို့လဲလို့ပြောရင်အတန်းတင်ပြီးယုံကြည်ခြင်းကိုစစ်ဆေးခြင်းအရာဘာလို့ပို့လဲအတန်းတင်ပြီးတင်းရဲ့အတ္တမှာတချို့သောစုံစမ်းခြင်းတွေကြုံရတာတချို့သောစစ်ဆေးခြင်းတွေကြုံရတာတင်းရဲ့အတ္တထဲမှာပါ၍ဆိုးတဲ့အရာနဲ့ကြုံမှုကိုပါ၍ကောင်းတဲ့စုဂျေဇုတော်တွေခံစားရဟာလေလုယာနားလည်ဖို့ဘုရားသခင်အထူးကောင်းချီးပေးပါစေဒီຢာလေးကိုထပ်ပြောချင်ယောဘဝတ္ထုအခန်းကြီး23အပိုင်းငယ်30ယောဘဝတ္ထုအခန်းကြီး23အပိုင်းငယ်30ယောဘဝတ္ထုအခန်းကြီး23အပိုင်းငယ်30သို့တော်လည်းငါသွားတော်လားကိုတည်တော်မူ၏စစ်တော်မူကြီးကိုခါပြီးမှရွှေကဲ့သို့ငါပေါ်လိမ့်မည်ယောဘပြောတယ်ငါတွားရမယ်လမ်းသူကစုံစမ်းခြင်းခံနေရတယ်သူကစစ်ဆေးခြင်းခံနေရတယ်ဒါပေမဲ့ယောဘကပြောတယ်ငါတဲ့ရွှေကဲ့သို့ပြန်ပေါ်လာရွှေကဲ့သို့ပြန်ပေါ်လာဟာလေလုယာကျွန်တော်ပြောရင်ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကိုဘုရားသခင်အမြဲတမ်းစစ်ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကိုဘုရားသခင်အမြဲတမ်းစစ်ဘာလို့စစ်တာလဲလို့ပြောရင်ကျွန်တော်တို့ကိုတာ၍ကောင်းတဲ့အရာတွေပေးတွေးမှုဖြစ်တာ၍ကောင်းတဲ့ယာလူတာ၍ကောင်းတဲ့အခွင့်အာဏာတာ၍ကောင်းသောအရာတချို့ကစာမေးပွဲအမြဲတမ်းကြားအတမတဒီစာမေးပွဲပဲအမြဲတမ်းဖြစ်ဒီအချင်းတွေပဲအမြဲတမ်းကြုံဒီပြဿနာပဲအမြဲတမ်းကြုံဒီကျွန်တော်တို့ရဲ့ဝိညာဉ်ဖခင်ပြောတယ်ကျွန်တော်တို့ဒီလိုအခြေအနေပဲအမြဲတမ်းကြုံရတယ်တချို့ကကျွန်တော်ပုံလေးတစ်ပုံပြတယ်ကျွန်တော်ပုံလေးတစ်ပုံပြတယ်ကျေးဇူးပြုစကွန် share ပေးပါကျွန်တော်တို့တရားလေးချက်ဒါကလွန်ခဲ့12နှစ်လောက်ကတောင်ကြီးအေးတာယာမှာကျွန်တော်တို့စခဲ့တဲ့အချိန်တောင်ကြီးအေးတာယာမှာကျွန်တော်တို့ညလုံးပေါက်ဆွတောင်းခဲ့တဲ့အချိန်အဲ့ဒီနေရာမှာကျွန်တော်တို့ရဲ့ဝိညာဉ်မိခင်ကြီးဖြစ်တဲ့ apostle ရလူလည်းပါတယ်ပြီးတဲ့အခါကျတော့ဟိုဘက်မှာအင်ကြီးအဖြူနဲ့ဝါဝတုတ်တုတ်လေးအဲ့ကျွန်တော်ဖြစ်နော်ဒီအင်ကြီးအဝါနဲ့ကစမမေရီဖြစ်ကျွန်တော်တို့နှစ်ယောက်ရဲ့ရှေ့မှာရှိတာကဘာလို့လဲဆိုတော့အခုကျွန်တော်တို့ရဲ့သားအကြီးဂျောရှွာဖြစ်နော်အဲ့ဒီဘက်ဘေးမှာတော့တချို့သောမှုတော်ဆောင်တွေပါတယ်ကျွန်တော်ထင်တယ်အင်ကြီးအဖြူနဲ့အပြာအစင်းနဲ့ကအဲ့ဒါဆရာအေဝါလာမျိုးဆရာအေဝါ sorry ဆရာအေဝါလာဆရာစိုက်ပြီးလာလို့ဆရာအေဝါတော့ပါအဲ့တော့
ကျွန်တော်တို့ကလွန်ခဲ့တဲ့12နှစ်လောက်ကအချိန်လွန်ခဲ့တဲ့12နှစ်အခုကျွန်တော်တို့10နှစ်ကျော်ကာလကိုဖြတ်သန်းပြီးသွားတဲ့အခါကျွန်တော်ရဲ့ယုံကြည်ခြင်းစစ်ဆေးခံရတဲ့အရာအများကြီးရှိနောက်တစ်ခုနဲ့ပြောကျွန်တော်တို့ရဲ့ဆုတောင်းချက်တွေနဲ့ပတ်သက်ပြီးတော့ဘုရားသခင်အတန်းတင်ပေးတဲ့စာမီးပွဲတွေအများကြီးရှိတယ်။ကြီးမားမားဖြစ်ဖို့ဆုတောင်းအဲ့ဒီကြီးမားမားဖြစ်ဖို့အတွက်သင်ဆုတောင်းရင်အဲ့ဒီကြီးမားတဲ့အရာတွေနဲ့ပတ်သက်ပြီးသင်ရဲ့ဘဝတတ်တာတွေမှာကြုံရတယ်။ဟုတ်ပြီကျွန်တော်အဲ့ဒါလေးပြန်ဖြုတ်ပေးလို့ရဒီအရာကကျွန်တော်တို့လွန်ခဲ့တဲ့12နှစ်လောက်ဘာလို့လဲဆိုတော့12နှစ်ကြော်ရင်လည်းကြော်တော့ဘာလို့လဲဆိုတော့အခုမှကျွန်တော်ဒါအကြီးက14နှစ်မပြည့်ဘူးကလေးလေးတောင်မှကျွန်တော်တို့အကုန်လုံးညာလုံးမအမှုစုတောင်းညာလုံးမအမှုစုတောင်းစင်ကြီးမရှိဟလားကလေးကငယ်သေးလို့ဘိုက်ကြီးလို့ဟလားဘာဖြစ်လို့ညာဖြစ်လို့စင်ကြီးမရှိအားလုံးအတူတူကကျွန်တော်တို့စုတောင်းတယ်ပြောချင်တင်းရဲ့တက်စားထဲမှာလာတဲ့10နှစ်ဆရာကြီး2030လောက်ကြာရင်ချီဆောင်ချင်းလာမယ်လို့ဟလာ prophet တွေကပြောမဟုတ်ဒါပေမဲ့တင်းရဲ့အတ္တထဲမှာလာမဲ့9နှစ်လာမဲ့10နှစ်နဲ့ပတ်သက်ပြီးတင်းရဲ့ဝိညာဉ်ရေးရာ plan ကိုရှိဖို့ချီဆောင်မြင်လာတဲ့အပိုင်းကတော့တတ်တယ်အဲ့ဒီကကြာရင်အစင်တင်မယ်အဲ့တော့ကျွန်တော်တို့ကချီဆောင်မြင်လာတော့မှငါတို့ဘာမှမလုပ်ဘူးဆိုပြီးထိုင်နေလို့မရကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကိုစစ်ဆေးခံရတဲ့အရာရှိတယ်တုတ်တန်ကြခိုင်း19အပိုင်းငယ်3မှာကျွန်တော်ဖတ်ပြတယ်ငွေစစ်စရာဖို့မိုက်ကို၎င်းရွှေစစ်စရာဖို့မီးကို၎င်းသုံးတယ်စိတ်နှလုံးကထာဝရဘုရားစစ်လို့ကျွန်တော်တို့ရဲ့နှလုံးသားတွေဘုရားသခင်စစ်ကျွန်တော်တို့ရဲ့နှလုံးသားတွေဘုရားသခင်စစ်ဘုရားသခင်ကျွန်တော်တို့ကိုအတန်းတင်ပေးဖို့အတွက်စစ်ဆေးခံရတဲ့အခါမှာအောင်မြင်တဲ့သူဖြစ်ပါယေရှုနာမနဲ့ကောင်းချီးပေးဟာလေလုယာဆိုတော့ဒီနေ့အကြောင်းအရာလေးခုကိုကျွန်တော်ပြောပြချင်အဲ့ဒါကပါလဲဆိုကမ္ဘာဦးကျအခန်းကြီး21နဲ့22ကိုကြည့်ကမ္ဘာဦးကျအခန်းကြီး21နဲ့22ဟာလေလုယာကမ္ဘာဦးကျအခန်းကြီး21 22ကိုကြည့်ကမ္ဘာဦးကျအခန်းကြီး21အပိုင်ကိုကနေပြီးတော့ဘယ်လိုဖတ်ချင်လဲဆို3ကိုဖတ်ချင်အပိုင်ကိုကနေ73ကိုကြည့်ကပောက်ကြအခန်းကြီး21အပိုင်းငယ်9ကနေ73အေကုအမျိုးသားဟာဂရတ်တွင်အဗြဟံရသောသားသည်စေယတေကုစာယာတိမြေလေဤကျုံမနှင့်သူဤသားကိုနှိပ်ထုတ်ပါတော့ဤကျုံမဤသားသည်အကျွန်ုပ်ဤသားဤဆက်နှင့်အတူအမွေမခါရဟုအဗြဟံအဆိုလေ၏အဗြဟံလည်းမိမိသားဖြစ်သောကြောင့်ထိုအမှုအလိုခက်သည်ဟုထင်လေ၏တို့ရတွင်ဖျားသခင်ကထိုသူငယ်နှင့်တည်ဤကျုံမကြောင့်ဤအမှုကဲ့သည်ကိုမထင်နှင့်စာရာပြောလေရာ၌သူဤစကားကိုနားထောင်လော့အကြောင်းကဤစဲနဲ့သာတည်ဤအမျိုးကြည်လိမ့်မည်ကျုံမဤသားသည်တည်ဤအမျိုးဖြစ်သောကြောင့်သူကိုလည်းလူမျိုးကြီးဖြစ်စေမည်ဟုအဗြဟံမိန့်တော်မူ၏ဆိုတော့အေဂရုဒူကျုံမဟာဂရနဲ့ရတဲ့တာရှမီလာကဣစတက်အသက်73နှစ်ကြီးဣစတက်တက်ကြီးဘယ်အကိကတရက်မှာဘာဖြစ်လဲဆိုတော့ဟာဂရနဲ့တာကရှိုင်းလာစေးတိုင်းထွာဟာဂရကလည်းစာရာကိုမကလေးစားပြီဘယ်အကိကမြင်တော့ဘာလို့လဲဆိုတော့အကျုံမနဲ့တူဤတာကိုမြင်တော့ဤကျုံမနဲ့သူ့ရဲ့သားဝင်တော့ဖခဲ့တယ်ဒါပေမဲ့ဘုရားသခင်ကမင်းတို့ကကောင်းကြီးပေးတဲ့အခါမှာဣဇက်နိုင်ပဲတည်ဣရှမေလမှာတည်ပါငါဣဇက်နိုင်ပဲကောင်းကြီးပေးမယ်ငါရဲ့ဂတိတော်ကဣဇက်မင်းဘာလို့ကမလဲဆိုတော့အဲ့ကျုံမနဲ့ကျုံမရဲ့သားကိုမင်းနေတော့ပါအာဗြဟံနဲ့ပတ်သက်ပြီးဘုရားကအာဗြဟံကလည်းမိသားဖြစ်တည်ဖြစ်တော့ကြောင့်ဤအမှုပေါ်မှုအလုံးတတ်မှုခဲ့ဒီကိစ္စအရင်ခတ်တယ်ဒီစကားပြောဘူးလားကျွန်တော်ဒီဆုံးဖြတ်ချက်ချဖို့အရင်ခတ်ကျွန်တော်ဒီအတော့လုပ်ဖို့အရင်ခတ်ကျွန်တော်ဒီကိစ္စလုပ်ဖို့အရင်ခတ်ကျွန်တော်ဒီလူနဲ့ခွဲလိုက်ဖို့အရင်ခတ်ဒီလူကိုကျွန်တော်နှိမ့်ချရဖို့အရင်ခတ်ဒီလူကိုကျွန်တော်ပေါင်းဖို့အရင်ခတ်
စကားကိုနားခံဖို့အရင်ခတ်သင်ရခတ်တာတွေမခတ်တာတွေပြစိတ်လို့သင်လှုပ်လာမလှုပ်လာပဲပြစိတ်တယ်ဟာလေလုယာကိုဒီကိစ္စလို့ကျွန်တော်အရင်ခတ်မှသိအာဗြဟံကိုဘုရားရဲ့လွယ်တာခိုင်းတာကိုအာဗြဟံရက်ခတ်တယ်ဒီကိစ္စအလွန်ခတ်တယ်ဒီအာဗြဟံတို့ကမိမိသားဖြစ်တော်ကြောင့်ထိုအမှုအလွန်ခတ်ပြီးထင်တယ်တချို့အရာတွေတင်ကောင်းကြီးလို့ဒီကိစ္စအရင်ခတ်ဒီမနက်စောထားပြီးစုတောင်းကိုရက်ခတ်တယ်ဒီနေ့တိုင်းကျမ်းစာဖတ်ဖို့ရက်ခတ်တယ်တင်းရအတ္တထဲမှာဒီငွေချင်းနဲ့ပတ်သက်ပြီးဘုရားနိုင်ငံတော်မှာပါဝင်မှုအရက်ခတ်တယ်ဒါပေမဲ့ဘုရားကမင်းကောင်းကြီးရခြင်းကောင်းကြီးရခြင်းခတ်မယ်လို့ထင်တာကိုမင်းလှုပ်လိုက်အဲ့ဒါအာဗြဟံအတွက်စာမင်းအာဗြဟံအတွက်စာမင်းဟာလေလုယာတင်းရတဲ့တားထဲမှာသင်ပြောကိုကျွန်တော်ဒီကိစ္စရန်ခတ်တယ်ကိုသင်ပြောမှုမှာကိုတော့ကျွန်တော်ဒီလူနဲ့ပေါင်းမှုရန်ခတ်တယ်ဒီကိစ္စနာခံမှုရန်ခတ်တယ်ဒီစကားကျွန်တော်ပြောဖို့ရန်ခတ်တယ်ကိုတော့ကျွန်တော်ရန်ခတ်နိုင်ဘုရားသခင်ကမင်းအတွက်တာခတ်တာငါမင်းကိုတောင်းဆိုပြီးမင်းလုပ်တယ်ဒီမှာဆက်ပြောတဲ့တိတ်ကောင်းတို့ရတယ်ဘုရားသခင်ကကိုသူငယ်ကြောင့်တင်ဤကြုံမကြောင့်ဤအမှုအလွန်ခတ်ပြီးမထင်နဲ့မင်းဒီကိစ္စအရင်ခတ်တယ်လို့မထင်နဲ့မင်းဒီကိစ္စအရင်ခတ်တယ်လို့မထင်အာဗြဟံကိုဘုရားသခင်တောင်းတာပါလို့သူ့ရဲ့သားပဲဣရှမေလဆိုတာသူ့ရဲ့သားပဲချို့ဘုရားသခင်ကမှုလိုပြတဲ့ပတ်သက်ပြီးသွားတယ်ဒီကြီးစားအစင်မပြေဘူးဒါပေမဲ့ဘုရားဖြတ်ခိုင်းဒါမဖြတ်နဲ့ဘုလိုရေးအရင်ခတ်တယ်လို့ပြောတယ်ဒီကိစ္စတော့ကအရင်ခတ်တာအာဗြဟံလည်းစဉ်းစားကိုဒီကိစ္စအရင်ခတ်တယ်ခတ်ရင်လည်းမရဘူးလားအဲ့ဒါမင်းတို့စာမျိုးဟာလေလုယာတင်အရင်ခတ်တယ်လို့ရမှာမပြောနဲ့တင်ခတ်ရင်လည်းလောက်ပါအဲ့ဒါစာမျိုးအာဗြဟံအရင်ခတ်ကိုတော့အရင်ခတ်တယ်အမေဘုရားခင်ကပြောဤမှုအလွန်ခတ်တယ်လို့မထင်နဲ့စာရာပြောလေရာ၌သူ၏စကားကိုနားထောင်အကြောင်းကဣဇက်၌တာသင်၏အမျိုးတည်ရဲ့ဣရှမေလကမင်းရွေးထားတဲ့အရာမင်းဖယ်လိုက်တော့ဣရှမေလကမင်းကပေးကျွေးတဲ့အရာကိုမင်းရွေးလိုက်တဲ့မင်းမိမစကားကိုမင်းနားထောင်ပြီးတော့အဂရုပြည်သူဟာဂရာနဲ့မင်းသွားဝင်တဲ့အရာဣရှမေလရလာမင်းရက်ခတ်တယ်လို့ထင်တယ်မင်းလုပ်ချင်တာလုပ်ခဲ့ပြီးမင်းဖယ်လိုက်တော့ချို့တော့အရာတွေနဲ့ပတ်သက်ပြီးတော့လေဘုရားသခင်ကတင်းရဲ့တတ်တာတွေမှာအရင်ခတ်တယ်လို့ထင်ပါတယ်ချို့အရာတွေဖယ်လိုက်ဖို့လို့ဒီနေ့တော့ကတော့အပြင်ဇုံသားသူတွေက live ကသူတွေကိုဘုရားသခင်စကားပြောပါစေတင်းရဲ့တတ်တာဘုရားသခင်တချို့တော့သူတွေကိုဘုရားသခင်ဖယ်လိုက်တယ်အရင်ခတ်တယ်လို့ထင်တယ်အရင်ခတ်တယ်လို့ထင်တယ်ဟာလေလုယာတချို့တော့သူတွေတင်းဘဝတွေကနေဘုရားဖယ်လိုက်တယ်တချို့တော့သူတွေဘုရားသခင်တင်းဘဝတွေကနေဖယ်လိုက်တယ်ဘာလို့လဲဆိုတော့တင်းဘဝမှာတာ၍ကောင်းတဲ့အရာနဲ့ပြေးတွေ့လို့အဲ့ဒါတင်းရဲ့ယုံကြည်ခြင်းကိုဆက်တာတင်းရဲ့ယုံကြည်ခြင်းကိုဆက်တာတင်းကတစ်ခါမှာဒီလိုမရှိရင်ငါဘဝကြီးကမဖြစ်ဘူးစဉ်းစားတော့ဒီဖျားမရှိဘုရားကပြောမင်းငါမရှိလို့မရဘူးဆိုတဲ့အကြောင်းပဲမင်းငါ့ကိုရွေးမလားဣရှမေလကိုရွေးမလားအခါမှာကျွန်တော်တို့ရဲ့ရွေးချယ်ရတဲ့အရာတွေရက်ခတ်တယ်ဝိညာဉ်ကောင်းဆောင်ကိုရွေးမလားဒီလိုအခြေအနေကြီးကိုရွေးမလားဟာလေလုယာဝိညာဉ်ကောင်းဆောင်ကိုရွေးမလားဒီအခြေအနေကြီးကိုရွေးမလားဒီအခြေအနေရကောင်းလို့ဖြစ်တဲ့ဝိညာဉ်ကောင်းဆောင်ကဒီချက်ကိုတဲ့နာခံနိုင်တဲ့ level တစ်ဆင့်ကိုထားဖို့ချင်ဟာလေလုယာနားလည်ဖို့ဘုရားသခင်အထူးကောင်းချီးပေးပါစေဟာလေလုယာအရင်ခတ်တယ်လို့တဲ့တင်းကိုတင်းရဲ့ဝိညာဉ်ကောင်းဆောင်က home sale လုပ်ခိုင်းတာအရင်ခတ်တယ်လို့တဲ့လောက်လားတင်းကိုတင်းရဲ့ဝိညာဉ်ကောင်းဆောင်ကရှင်မောကိုယ်ွယ်ခြင်းနဲ့ဥဆောင်ခိုင်းတာအရင်ခတ်တယ်လို့တဲ့လောက်လိုက်နာခံပြီးလောက်လိုက်ရခတ်တယ်ဆိုစကားမပြောနဲ့ပြောပါအရင်ခတ်တယ်လို့မပြောတော့ဘူးဟာလေလုယာကျော်စင်တာငါဒီကိစ္စလုပ်နိုင်မှာငါတော့အရင်ခတ်တယ်နဲ့ငါတော့အရင်ခတ်တယ်ဒါကြည့်လို့ခတ်တယ်လို့ထင်တယ်စာရာပြောတဲ့လုပ်တယ်စာရာပြောတဲ့အတိုင်းလုပ်တယ်တင်းဒီကိစ္စအရင်ခတ်တယ်လို့ထင်တယ်ချို့လေကျွန်တော်ပြောနေတဲ့အခါမှာတချို့အရင်ခတ်တယ်လို့မနေ့ညလေးပြောထားတဲ့အရာလေးရှိရှိငါဒီကားလိုက်ကွာငါအရင်ခတ်တယ်ငါဘယ်လိုလုပ်ရမလဲဒီကားလိုက်ငါခြေလိုက်တော့အရင်ခတ်တယ်လို့မထင်နဲ့တင်းပြောချင်တယ်အရင်ခတ်တယ်လို့ပြောပါအရင်ခတ်တယ်လို့မထင်နဲ့အရင်ခတ်တယ်လို့မထင်နဲ့အရင်ခတ်တယ်လို့မပြောတော့ဘူးပြောပါဟာလေလုယာတင်းရတာအရင်ခတ်တယ်လို့
နားလည်ဖို့ပြကောင်းအဲ့တော့ကပောက်တဲ့ခန်းကြီး27မှာဣရှမေလကိုတောင်းပြီးအာဗြဟံကစာမွေးအောင်ကအရန်ခတ်တယ်လို့မထင်နဲ့တဲ့ဘုရားခင်အာဗြဟံမင်းအရန်ခတ်ကပောက်တဲ့ခန်းကြီး22ရောက်တော့ပူတူးစမ်းဣဇက်လိုက်ကအမျိုးတည်တယ်လို့ပြောပြီးဣဇက်ထပ်တောင်းတာဗျာကပောက်တဲ့အချိန်22ပိုင်းလေတစ်ကနေပြီးတော့နှစ်လို့ပြန်ဖတ်ပြီတင်းနဲ့နှစ်လို့ပြန်ဖတ်ပြီ ကပောက်ကြအခါကြီး20နှစ်အပိုင်းငယ်တင်းတဲ့နှစ်ထို့နောက်မှဘုရားသခင်သည်အာဗျာဟာကိုစိုးစားခြင်းကအာဗျာဟုခေါ်တော်မူ၍အာဗျာဟာကအကျွန်ုပ်ရှိပါ၏ဟုလျှောက်လေဒေဒီအလိုချစ်သောတယောက်ဒီသောသားဣဆက်ကိုယူ၍မောရိပြည်သို့သွားလောငါပြလက်တတ်သောတောင်ပေါ်မှာသူ့ကိုမိရှိုးရာရည်ပြု၍ပူဇော်လောဟုမိတ်တော်မူ၏ကဲအာဗြဟံလူတရားအချိန်ဘုရားသခင်တောင်းဆို27မှာတောင်းဆိုတာအရင်ခတ်တယ်လို့အာဗြဟံပြောခဲ့22လေးရောက်ပြီးတော့အာဗြဟံဘာစကားမပြောတော့အာဗြဟံနားလေပါငါတော့ဘုရားသခင်ကောင်းတဲ့အရာတွေပြင်ဆင်ထားတယ်ဆိုနားလေပါတင်းအတွက်အချို့သောအရာတွေကအရင်ခတ်လေတင်းအတွက်အချို့သောအရာတွေပထမဦးဆုံးဖြစ်တဲ့အရာတွေကတင်းအတွက်အရင်ခတ်လေကျွန်တော်ဘဝမှာပထမဆုံးမင်္ဂလာဆောင်ပေးရတဲ့အချိန်ကြီးကျွန်တော်ဘဝမှာပထမဆုံးမင်္ဂလာဆောင်ပေးတဲ့အချိန်နဲ့ပထမဆုံးအာတုဘချပေးတဲ့ပွဲရတော့ရင်ခုန်ဆုံးပဲပထမဆုံးမင်္ဂလာဆောင်ပေးတဲ့ပွဲမှာတဒိုးသားနဲ့တဒိုးတပီးတော့အဲ့လောက်ရင်ခုန်လားမသိဘူးတို့တော့မင်္ဂလာဆောင်လို့အစာတွေပါရှောင်လားမရှောင်လားမသိကျွန်တော်တို့ကိုမင်္ဂလာဆောင်ပေးမဲ့ဟလာ7မိနစ်15မိနစ်တရားတော့ရင်ကုန်တို့ကိုမင်္ဂလာဆောင်ပေးမဲ့7မိနစ်15မိနစ်ဒီလိုကျွန်တော်အရင်ရင်ကုန်ကျွန်တော်3ရက်ဒီမှာစာရှောင်ပြစ်ရိုးသားတို့သမီးတော့အဲ့လောက်အစာရှောင်ပါဘူးကျွန်တော်အစာရရှောင်ပြစ်တာအကြီးကြီးအဲ့လေကျွန်တော်ဦးရဖခဲ့တယ်မင်းရတယ်တို့သားတို့သမီးမင်္ဂလာဆောင်တဲ့သူတက်တော့မင်းအပို့ပြီးတော့စိတ်ရောက်ရှာတယ်မဟုတ်ဘူးကြာကျွန်တော်ကမရဘူးလို့ပါပါဆိုဒီလိုပဲပထမဆုံးဘဝမှာအာတုဘချပေးရတဲ့အရာအဲ့ဒါကလည်းအာတုဘချပြီးတော့တကယ်ဘာသာရေးအသင်းတော်ကနေထွက်လာပြီးကျွန်တော်တို့အသင်းတော်မှာလာပါဝင်တဲ့ပြည်သားသူသူ့ရဲ့အမျိုးသားကပထမဆုံးဆုံးတော့ဟလာသူ့ရဲ့အမျိုးသားကဆုံးတော့ကျွန်တော်နဲ့ပဲချမယ်ဆိုတော့ကျွန်တော်တခါမှအာတုဘမချဘူးအာတုဘပွဲတော်မှာကျွန်တော်တိတ်ပြီးတော့မတော်ဘူးအဲ့ခါကျမှတော်တော်ရင်ခုန်တာဟလာတော်တော်ရင်ခုန်အဲ့တော့တင်ဘဝဘုရားသခင်ကအတန်းတင်ပေးဖို့အတွက်ဘုရားသခင်ကတင်းရဲ့စိတ်နှလုံးကိုစစ်ဆေးတဲ့အခါရွှေကိုစစ်ဖို့မီးကိုတုံးတယ်တင်းရဲ့နှလုံးသားကိုတော့ဘယ်သူစစ်လဲလို့ပြောဘုရားသခင်စစ်ဘုရားသခင်တင်းကိုဘာလို့စစ်ဆေးတာလဲလို့ပြောတယ်အတန်းတင်ဟာလေလုယာအာဗြဟံကိုဘုရားသခင်ဘာလို့စစ်ဆေးတာလဲလို့ပြောတယ်အတန်းတင်ကျွန်တော်တစ်ခါမှာပတ်ဝန်းကျင်ကပြောတဲ့အခြေအနေနဲ့ဝိညာဉ်ခေါင်းဆောင်ကလွတ်ဖို့ပြောတဲ့အခြေအနေကွာတဲ့ပတ်ဝန်းကျင်ကပြောနိုင်တယ်မင်းဝိညာဉ်ခေါင်းဆောင်ကမင်းကိုကွာဒါကြီးကတော့မဖြစ်သင့်သူတို့ဆိုရင်ဘလို့နေတာမင်းတို့ကြာဒါတစ်ခါတင်းရဲ့ဘဝအသက်တာကြုံရတယ်အဲ့ဒါတင်းရဲ့ယုံကြည်ခြင်းကိုစစ်တာတင်းရဲ့ယုံကြည်ခြင်းကိုစစ်ဆေးတဲ့ဘာလို့တင်းရဲ့စိတ်နှလုံးသားကိုစစ်ဘာလို့တင်းကိုတန်းတင်ပြီးဟာလေလုယာတင်းကိုအတန်းတင်ပြီးခြင်းနားလည်းပြကောင်းကြည့်ပေးပါစေအခါဒီခါမှာတင်းပတ်ဝန်းကျင်ရဲ့စကားကိုနားထောင်ရမှာလားနောက်တစ်မျိုးပြောရင်မိန်းမစကားကိုနားထောင်ရမှာလားနောက်တစ်မျိုးပြောရင်ခေါင်းဆောင်စကားကိုနားထောင်ရမှာလားဘုရားစကားနားထောင်ရမှာလားတင်းဘဝမှာပတ်ဝန်းကျင်တင်းဘဝမှာအကျက်တဲကြိုင်လာကြုံတယ်အခါအိမ်တော်ဘက်ရဲ့စကားအခါဘုရားသခင်စကားအခါခေါင်းဆောင်စကားတင်းဘဝမှာကြုံတယ်တင်းအကောင်းဆုံးဖြည့်ဆိုရတဲ့ဖြစ်ပါစေဟာလေလုယာနားလည်းဘုရားကောင်းချီးပေးပါစေကျွန်တော်တို့အဲ့ဒါကျွန်တော်တို့ကကြုံခဲ့ပြီနားလည်းဘုရားခင်ထူကောင်းချီးပေးပါစေတင်းရတတ်တာမှာဘုရားခင်ကအတန်းတင်ပြီးလေပဲမြင့်ပြီးခြင်းနဲ့ပတ်သက်ပြီးဘုရားခင်တင်းကိုစစ်ဆေးတဲ့အရာရှိအာဗြဟံပြောလို့အရင်ခတ်တယ်ဘုရားခင်မင်းအရင်ခတ်တယ်လို့ထင်တယ်လှုပ်လိုက်တင်းဘွားမှာချို့တော့အရာအရင်ခတ်တယ်လို့ထင်ပါတယ်ယုံကြည်ခြင်းနဲ့အလုပ်လုပ်ဖို့ဖြစ်တယ်တင်းရဲ့ယုံကြည်ခြင်းကိုစစ်ဆေးတဲ့အရာဖြစ်နားလည်းဘုရားကောင်းလို့တင်းရဲ့ယုံကြည်ခြင်းကိုစစ်ဆေးတဲ့အရာဖြစ်လှုပ်လိုက်ပါအားပေးခြင်းလှုပ်လိုက်ပါအာမင်အရင်ခတ်တယ်လို့ထင်တယ်လှုပ်လိုက်ပါပြောပါအရင်ခတ်တယ်လို့ထင်တော့လှုပ်တော့ဟာလေလုယာဟာလေလုယာအရင်ခတ်တယ်လို့ထင်တယ်လှုပ်လိုက်တင်းကိုကျွန်တော်အားပေးခြင်းဒီနေ့
အရက်ခေလို့မတင်နဲ့လောက်လိုက်ဖို့ပဲလို့ဒီခြေလိုက်လိုက်ဖို့ပဲလို့အစားပြုလိုက်ဖို့ပဲလို့အရက်ခတ်တယ်လို့မတင်နဲ့ကျွန်တော်ချက်တာဖတ်ချင်ဒိုင်ရနာဂရိအခန်းကြီး3ကိုကြည့်ဒိုင်ရနာဂရိအခန်းကြီး3ဒိုင်ရနာဂရိအခန်းကြီး3ဒါဒိုင်ရတို့တငယ်ချင်းတွေကြုံရတဲ့ပြဿနာတွေရှာရက်မေရှက်အဖေဒီနီကိုကြုံရတယ်ဘာကြုံရတယ်လို့ပြောရင်ကိုယ်ွယ်ခြင်းနဲ့ပတ်သက်တဲ့ပြဿနာကြုံကိုယ်ွယ်ခြင်းနဲ့ပတ်သက်တဲ့ပြဿနာကြုံရတယ်ဒါတော့ယုံကြည်ခြင်းကိုစစ်ရှာရက်မေရှက်အဖေဒီနီကမီးလောင်နေတဲ့မီးပုံနဲ့သူတို့ရဲ့ယုံကြည်ခြင်းကိုအစစ်ခံဒိုင်လာကရှင်တဲ့တွေးနဲ့အစစ်ခံတေဝတဲ့ယုံကြည်ခြင်းကိုဘာလဲအစစ်ခံဒီကကိုကျွန်တော်ကိုဘုရားနိုင်ငံတော်ကကြီးမားတဲ့အရာတွေပါဝင်နေပြီဖြစ်တယ်ကျွန်တော်ဘုရားကြီးကိုကျွန်တော်ကြီးကြီးမားပုံမှာနိုင်ငံတကာသုံးမှာနိုင်ငံတကာမှာသုံးမှာနိုင်ငံတကာမှာသုံးတာတင်ပြောနိုင်ငံတကာမှာသုံးတာခံရင်နိုင်ငံတကာကိုတွားပွဲနဲ့ယုံကြည်ခြင်းကိုတင့်ကိုဘုရားသခင်ဆက်လက်အာမင်တွားကြည့်တာနိုင်ငံတကာဒါပေမဲ့ယုံကြည်ခြင်းစက္ကန့်ယုံကြည်ခြင်းစက္ကန့်ဒိုင်လာတို့တကယ်ချင်း300ဒါဘာကြုံကျွန်တော်သိပါနေဘုကနေစာကသူတည်ထားတဲ့ရုပ်တုကြီးကိုမကိုးကွယ်တဲ့သူကိုဘာလုပ်လဲမီးတဲ့ကိုချပြမီးတဲ့ကိုချပြအဲ့ဒါသူရဲ့ယုံကြည်ခြင်းကိုစစ်ခိုင်းဒီကာရအမိန်နေတဲ့ရှိမစောင့်နေတဲ့ပြဿနာတွေအများကြီးရှိနိုင်တယ်ဒါပေမဲ့ဒီကာရမှာနေဘုကနေစာရဲ့အမိန်တော်အတိုင်းကဒီမှာရှာတော့မရှာဘယ်ကနေကိုဘာလို့ရွေးမှာတင်းဒီကဘာလို့ရွေးမှာလဲဆိုတာတင်ဘွားရဲ့အဖြစ်နေဘုကနေစာပြောတဲ့စကားကိုနားထောင်လိုက်ရင်တော့ခဏအသက်လွတ်သွားတယ်ဒါပေမဲ့သူတို့ရဲ့ဘဝမှာကြီးမားတဲ့နမိတ်လက္ခဏာဖြစ်ဖို့အတွက်ဘုရားသခင်ရဲ့အလုတ်လုတ်ခြင်းကိုရွေးချယ်သွားတယ်ငါတို့ဒီဖျားမကင်တော့မှငါတို့ဒီဖျားကိုပို့မယ်ဟာလေလုယာတခါမှာတင်းရဲ့ယုံကြည်ခြင်းတရားလမ်းကိုစွန့်သွားစေတဲ့ပြဿနာမျိုးတက်တာမှာကြုံရတယ်ငွေကြေးနဲ့ဆိုင်ပြီးတော့လားအများကြီးကြုံရတယ်ကျွန်တော်အမှုတော်ဆောင်ကျွန်တော်ဆက်ဦးဆုံးကျွန်တော်အမှုတော်ဆောင်နေတဲ့အခါမှာကျွန်တော်လူပြိုဘဝတော်ကအမှုတော်ဆောင်တာကျွန်တော်လူပြိုဘဝတော်ကကျွန်တော်အမှုတော်ဆောင်တဲ့အခါမှာကျွန်တော်နဲ့အတူတူအမှုတော်ဆောင်နေတယ်မှာကျွန်တော်ကငွေကြေးနဲ့ပတ်သက်အကျွေးဝဆုံးတယ်ကျွန်တော်ငွေကြေးနဲ့ပတ်သက်အကျွေးဝဆုံးကျွန်တော်ရှေ့ကကျွန်တော်တို့အဲ့ဒီမြို့မှာရှိတဲ့အမှုတော်ဆောင်ခဲ့တဲ့တခြားတဲတော်သူတော်ဆိုင်ကယ်မစီးတဲ့အချိန်မှာကျွန်တော်ဆိုင်ကယ်စီးနေကျွန်တော်အိမ်တော်ပြုတ်လေပြုတ်ကိုကျွန်တော်ဘုရားသခင်က0 second ရောက်အဲ့လိုပြောလို့အိမ်တော်ပြုတ်မဲ့သူမကြောက်ကြနဲ့ငါတို့အိမ်တော်ပြုတ်0မြတ်ရောက်သွားမှာဘုရားသခင်ကကျွန်တော်နဲ့စမမေတွေယုံကြည်ခြင်းကိုညှိပလိုက်အိမ်တော်ပြုတ်တော့ကျွန်တော်ကအဲ့တော့ကကျွန်တော်တို့စမမေတွေကိုကျွန်တော်တင်တောင်းတဲ့ငွေကြီးကမြေကွက်ဝယ်2ကွက်ဝယ်လို့ရမြေကွက်ဝယ်2ကွက်လောက်ဝယ်လို့အဲ့ဒါလည်းကျွန်တော်အကျွေးနဲ့ချချီးပေးမဲ့သူကလည်းကွက်တီဆိုတော့အကျွေးနဲ့ချလို့နော်အကျွေးနဲ့ချပြီးတော့သူများတွေကိုဟန်နီးတွေပဲမမွန်းနိုင်နော်အကျွေးရှင်အမြဲတမ်းလာတောင်းတာဆိုင်ကယ်တန်ကြားရင်ကျွန်တော်တို့လင်မယား2ယောက်အတွက်အိမ်တော်ပြုတ်တဲ့အခါမှာကျွန်တော်တို့2ယောက်အတွက်ယုံကြည်ခြင်းကိုအစစ်ခံရတာဘာကြီးလဲငွေကြီးအကျွေးရှင်းရမှာအဲ့တယောက်ကလည်းပြောတာဒါပေမဲ့ကျွန်တော်အခုကျွန်တော်အဲ့လိုကကျွန်တော်ကိုချီးပေးတဲ့သူထက်ကျွန်တော်အခုအစပေါင်းများတော့ကျွန်တော်ကြွယ်ဝတဲ့ခါမှာတင်အမှုတော်ဆောင်တွေကိုတင်ကူညီပြီးငွေကြေးနဲ့ပတ်သက်ပြီးတင်ကူညီပေးရတာဘုရားရှင်တင်ကိုအခွင့်အရေးပေးတယ်လို့တင်အောင်လို့ဟာလေလုယာကျွန်တော်အဲ့ပြဿနာကြုံတာဘာလို့ကလဲကျွန်တော်ယုံကြည်ခြင်းကိုစစ်တယ်ကျွန်တော်ယုံကြည်ခြင်းကိုစစ်တယ်ကျွန်တော်ဘုရားသခင်ကိုစွန့်ပြီးတော့ကျွန်တော်အလုပ်သွားလုပ်တာအဲ့ဒီခါကျမှနိုင်ငံခြားမှာမလေးရှားမှာအလုပ်လုပ်ဖို့ဗမာအလုပ်လုပ်ဖို့ငါဒီငွေလေးကိုငါစပ်ဖို့ငါအမှုတော်ကနေခဏနားပြီးတော့ငါပတ်စံသွားရှာပြီးတော့ငါကျွန်တော်လောမစစ်ငါဖျားအောင်ငါဖျားငါ့ကိုဒီအကျွေးတွေကငါ့ကိုတင်ဟာလေလုယာ
ယုံကြည်ခြင်းနဲ့ပတ်သက်ပြီးကျွန်တော်စစ်ဆေးခံရတဲ့အခါကျွန်တော်အခုချိန်ဘုရားသခင်ကြီးကြီးမားမားပုံပြီးတော့သာသနာများစွာကိုဥဆောင်ပြီးအသင်းတော်များစွာကိုဥဆောင်တဲ့ပုံကိုဖြစ်တယ်ကျွန်တော်အဲ့ပြဿနာမကြုံရဘူးလားလို့ပြောကျွန်တော်အဲ့ဒီယုံကြည်ခြင်းအစစ်ခံရတယ်ရှာရမယ်ရှာပြီးတော့ဒီခုလုံးတော့အားလုံးကကြည့်တယ်ဒီကာလအရပြောတယ်ဒါကနားလို့ပဲအကြည့်ရအားလုံးကဘာဖြစ်မှာဒီကောင်တွေဘလို့မီးတောင်မှာအကြည့်တဲ့ကိုလူတွေကအဆက်ခွဲဖို့ထိုင်ကြည့်တယ်တဲ့ကိုလူတွေကပြက်ရည်ပြဖို့ထိုင်ကြည့်တယ်တဲ့ယုံကြည်ခြင်းကိုစစ်ဆေးခံရတဲ့အခါမှာလူတွေကပြက်ရည်ပြဖို့ထိုင်ကြည့်တယ်ဒါပေမဲ့တင်ဘယ်အရာကိုရွေးလဲဆိုတာသိကြည့်ဟာလေလုယာတင်ဘယ်အရာကိုရွေးလိုက်လဲတင်ဘယ်အရာကိုရွေးလိုက်လဲရှာတော့မေရှာပြီးတော့ငါတို့ကပြရတယ်အဲ့ဒီမီးလောင်နဲ့မီးဘူတွေကိုကြာသွားပြီစမ်းချီတပြင်းအောင်မီးမလောင်အဲ့ဒါနမိတ်လက္ခဏာတင်တို့ရဲ့ယုံကြည်ခြင်းကိုစစ်ဆေးခံရတယ်အာဗြဟံယုံကြည်စစ်ဆေးမခံရအာဗြဟံယုံကြည်စစ်ဆေးခံရတယ်ဣရှမေလတာတောင်းအခုတော့အရင်ခတ်တယ်လို့တင်တယ်ခတ်တယ်လို့တင်မင်းဘွားမှာဘာမှဖြစ်လာတော့ကျွန်တော်ဒီမှာရှိတဲ့အားလုံးအားပြီးလို့ဘာလို့ခတ်တယ်လို့မတင်ငါတို့ကွာဖျားချောင်းသွားတော့ဝေးလိုက်တာအရင်ခတ်တယ်လို့မတင်ခတ်တယ်လို့ထင်တာလုပ်တယ်အဲ့မှာကောင်းကြီးရှိတယ်တင်းဘွားမှာခတ်တယ်လို့ထင်တာအားလုံးလုပ်လိုက်ကောင်းကြီးရှိငါဒီကိစ္စနာခံမှုအရင်ခတ်တယ်လုပ်လိုက်ငါဒီကိစ္စနှိမ့်ချမှုအရင်ခတ်တယ်လုပ်လိုက်ဟာလေလုယာနားလည်ဖို့ပြကောင်းကြီးတမန်ကျမ်းစာထဲမှာဘုရားသခင်ကြီးကြီးမားမားသုံးခဲ့တဲ့သူတိုင်းကအတန်းတစ်စာလို့ပဲဖြေခဲ့ရတယ်ယောဘကြီးပြောလို့ပြောငါသွားမဲ့လမ်းကိုငါသိတယ်ငါရွှေကဲ့သို့ပြန်ပေါ်လာတယ်ဒီစားတော့ငါသွားမဲ့လမ်းကိုငါသိတယ်ငါပန်းနိုင်ကိုငါသိတယ်ငါအခုငါအနာတွေဖြစ်နေပြီမဲ့ငါရွှေကဲ့သို့ပြန်ပေါ်လာငါရွှေကဲ့သို့ယောဘကြီးစားတယ်ငါရွှေကဲ့သို့ပြန်ပေါ်လာဒီစစ်ဆေးခံရတဲ့အရာတွေကတင်ဘွားကြီးမှာပျက်စီးပြီးပြတ်သွားဖို့ရွှေကဲ့သို့ပြန်ပေါ်လာဟာလေလုယာငါရွှေကဲ့သို့ပြန်ပေါ်လာပြောပါငါရွှေကဲ့သို့ပြန်ပေါ်လာနားလည်ဖို့ပြကောင်းကြည့်ပါငါရွှေကဲ့သို့ဒီစားငါရွှေကဲ့သို့ပြန်ပေါ်ဘာသူများနဲ့မတူတဲ့စစ်ဆေးခြင်းတွေခံရဘာလို့လဲငါရွှေကဲ့သို့ပြန်ပေါ်ယောဘသူများနဲ့မတူတဲ့စစ်ဆေးခြင်းခံရရွှေကဲ့သို့ပြန်ရှာတော့မေရှာပေးတယ်ဒီကောသူများနဲ့မတူတဲ့စစ်ဆေးခြင်းခံရဘာပေါ်လာလဲရွှေကဲ့သို့ပြန်အကယ်ဒမီလာဒိုင်နာသူများနဲ့မတူတဲ့စစ်ဆေးခြင်းခံရွှေကဲ့သို့ပြန်တင်းရတယ်သူများနဲ့မတူတဲ့အရာကြုံရမှာဒီမှာလည်းမတူဘူးငါကြမှာဘာလို့ကြုံတာလဲလို့မမေးနဲ့တင်းကြမှာကြုံတာတင်းကိုကြီးကြီးမားမားသုံးချင်ကောင်းချင်ပြီးချင်ဒီလိုပြတ်တာလို့ငါကြမှာဘာလို့ကြုံလဲအာဗြဟံကရောက်တော့မတောင်းငါကြမှာဘာလို့တောင်းတာသူများလည်းမတူဟာလေလုယာနားလည်းဘုရားကောင်းကြီးပြပါစေတင်းဘဝမှာဘုရားခင်ကြီးကြီးမားမားသုံးချင်ကြီးကြီးမားမားတောင်းဆိုလို့ရှိဝိညာဉ်ရေးက level မြင့်လာတယ်ဗျာတင်းရဲ့အတ္တတာရဲ့တောင်းဆိုခံရတယ်သူတော့အာမင်တင်းရဲ့အတ္တတာရဲ့တောင်းဆိုခံရတယ်ကျွန်တော်ဝိညာဉ်ဖခင်ကျန်ခဲ့ကျွန်တော်တို့အမှုတော်ဆောင်စီးဝေးတော့ပြောတယ်လူငယ်နှစ်ပေါင်း20လောက်ကသွားလိုက်စီတကူကကျွန်တော်တို့ဘဝရဲ့ကြီးမားတဲ့ယုံကြည်ခြင်းပဲအဲ့ဒါစာမျိုးပဲဒီအချိန်မှာကျွန်တော်တို့သွားလိုက်စီတကူကကြီးမားတဲ့ယုံကြည်ခြင်းမဖြစ်တော့ကျွန်တော်တွားလိုက်စီတကူရအောင်ယုံကြည်ခြင်းရန်ထားနေတယ်မဟုတ်တော့ကျွန်တော်တွားလိုက်စီဘလောက်တန်တိုက်ချင်တယ်ကျွန်တော်အများကြီးဝင်ထားနေရတယ်လွန်ခဲ့တဲ့10နှစ်လောက်ကစံတပီကကျွန်တော်တို့ကြီးမားတဲ့ယုံကြည်ခြင်းဖြစ်တယ်အခုစံ8တရားလောက်ကကျွန်တော်တို့ကြီးမားတဲ့ယုံကြည်ခြင်းမဟုတ်တော့ဟာလေလုယာတဲ့ဘာလို့တဲ့ရဲ့အတ္တမှာကြုံရတဲ့အရာအတွေ့အကြုံအရင်တဲ့ရဲ့စိန်ခေါ်မှုတွေအရင်ကြီးလာတာလေလို့ပြောတယ်တဲ့ရဲ့အတ္တ level အရင်မြင့်တယ်တဲ့ကိုဒီခါငါ level အရင်မြင့်တယ်ဟာလေလုယာပြောပါငါ level အရင်မြင့်တယ်ကျေးဇူးတင်တယ်ကျွန်တော်ဒီနေ့ဒီလောက်တော့လုပ်နေရတယ်အတန်းတယ်စားတယ်အာဗြဟံကိုဘုရားခင်တောင်းလိုက်တာကိုရောခတ်လိုက်တာဘုရားခင်ဟေးငါတာမေးခတ်တယ်လို့မလုပ်ပါနဲ့ငါတာပြီးတော့ခတ်တယ်လို့ပြင်နေလုပ်တယ်ခတ်တယ်လို့ပြင်နေလုပ်တယ်ဒီချို့တော့အရာခတ်တယ်လို့ထင်ပြီးမလုပ်ခဲ့တဲ့အရာရှိမှာပါအဲ့ဒီအရာလုပ်လိုက်ပါဒီကြီးမားတဲ့ကောင်းကြီးဖြစ်လို့ဖြစ်ဟာလေလုယာကြီးမားတဲ့ကောင်းကြီးဖြစ်လို့ဘယ်လိုလေးပဲခြားထားလဲဆိုတော့စက်ကူလေးတရွက်လို့ကောင်းကြီးမင်္ဂလာနဲ့
တဲ့ရဲ့အပတ်တာစာမေးပွဲကစက္ကူတည်းဒါတော့ပိဿတရောစက္ကူလေးတရွက်လို့စက္ကူလေးတရွက်လို့ပပလေးအဲ့ဒီပပလေးကိုရှုပ်တာကောနဲ့ဖယ်လိုက်ဘူးငါလုတ်လိုက်လို့ဆိုတာအဲ့ဒီပပလေးကိုဖယ်လိုက်တာလေတင်းကကောင်းကြီးတကားကြီးကဝေါကနေစီစဉ်လာဟာလေလုယာကျေးဇူးတင်တယ်အားလုံးကိုဘုရားကောင်းချီးပေးပါစေဇုံးကလူတွေက live ကလူတွေကျေးဇူးတင်ဘုရားသခင်အထူးကောင်းချီးပေးပါစေမနေ့ပြန်ပြန်တွေ့ရအောင်